မင်္ဂလာပါ brother anti frequency ကကြိုဆိုပါတယ် ပြဖဲဒီလိုစီးရတာငါတိုင်းအထီကိုတန်လို့ ဟုတ်ကဲ့ပါဗျာကျွန်တော်မသိလို့ပါတောင်းပန်ပါတယ် ဖီမင်းတို့လိုစီးရတာတော်တော်ဆက်ဆံညံ့တာပဲကွာငါလူကောင်များရရဆက်ဆက်ထိရရတယ်မင်းတို့တစ်မျိုးလုံးငါကြုံဖြစ်သွားမယ်နော် sorry ပါ brother ရာကျွန်တော်တကယ်တောင်းပန်ပါတယ် ဟေ့ရကိုစင်းတဲ့ကိုနေနော်မင်းထက်ငါအဖက်ဖက်တာတယ်နော် ဒီမှာ brother ပတ်စံရှိတယ်အဖက်ဖက်ကတာတယ်ဆိုရင်တော့ ATM ဆက်တွေ10လီဖြစ်နေချမ်းသာတဲ့အိမ်မှာမွေးလို့ချမ်းသာရင်ဖះကိုကျေးဇူးတင်လိုက်ဝါပေးအချိန်ကြောင့်ဆင်းရဲနေတဲ့လူတွေကိုဘာမှသွားပြောနေစရာမလိုဘူးအေးအဲ့လိုပဲရွှေအောင်လက်ပတ်နာရီလို့ပြောပဲမှန်ကွဲနေတဲ့ရိုးနာရီလေဒီအချိန်ကိုပဲပြမင်းချမ်းသာလို့မင်းရဲ့နေထိုင်မှုအဆင့်နဲ့တာမန်လူတွေထက်မြင့်နေတယ်လေဒါပေမဲ့မင်းမှတ်ထားရမှာလူတွေအားလုံးကဘဝရဲ့အဆုံးသတ်မှာချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်တဏှာထဲမှာပဲအတူတူအိတ်ဆက်အနားယူရမှာနော်